Einstein ဝတ်သားတုပ်လေးတုပ်ပြပါမယ်ရှင်။ဒါကတော့တုပ်မဲ့နေရာမှာလိုအပ်တဲ့ပါဝင်ပစ္စည်းလေးတွေဖြစ်ပါတယ်ရှင်။ဝတ်ကြိတ်သား200 gram ကိုသုံးပြီးတော့ရေနွေးပူပူမှာထည့်ပြုတ်ထားပေးပါမယ်ရှင်။ဝတ်သားလေးတွေကိုရေခမ်းတဲ့အထိပြုတ်ပေးပါမယ်။တုပ်ဖို့အတွက်ချက်သွန်နီးဘူစီနံတို့ကိုအသစ်ပြင်ထားပေးပါမယ်ရှင်။ဝတ်သားလေးတွေကိုရေခမ်းတဲ့အထိပြုတ်ပေးပါမယ်။ရေခမ်းပြီဆိုလို့ရှိရင်တုပ်ဖို့စမ်းလုံးမုတ်ထည့်ပေးပါမယ်။အကြားထည့်ပါမယ်။ချက်သားမုတ်ထည့်ပေးပါမယ်။ငါးငံမြားထည့်ပေးပါမယ်ရှင်။တံမြာလေးထည့်ပေးပါမယ်အချင်းကြိုက်တဲ့သူဆိုရင်တံမြာလေးများများလေးထည့်သွင်းပေးလို့ရပါတယ်အဆက်အတွဲငွေလေးလော်မှုထည့်ပေးပါမယ်ချက်သွန်မိတ်ထည့်ပေးပါမယ်ရှင်နောက်ဆုံးပူစင်နံထည့်ပေးပါမယ်အဝယ်စီလေးတမအားအကုန်လုံးရုံးမွေပေးထားပါမယ်ရှင်ရုံးမိပြီးသွားလို့ရှိရင်နောက်ဆုံးချက်သွန်နေထည့်ပြီးတော့ရောတုပ်ပေးပါမယ်ရှင်။ပိုးထဲမှာပဲတခါနဲ့တမအားအကုန်လုံးကိုရောတုပ်ပေးပါမယ်။ Einstein ဝတ်သားတုပ်ရင်းလေးရပါပြီရှင်။ channel လေးကို like and subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့နော်